မိုက်တယ်20လက်မှ sport အလိုင်းကိုအသုံးပြုပေးထားပြီးတော့ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ Cyber Star ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီကားရဲ့ဈေးနှုန်းကိုတက်ကြည့်လိုက်မယ်ဆိုရင်ဒီမှာမြင်တွေ့ရတဲ့အတိုင်းပဲဟုတ်အားလုံးပဲမင်္ဂလာပါ Auto Blog ပိုင်းလေးမှာကြိုဆိုပါရစေကျွန်တော်အခုရောက်ရှိနေတာက Tesla မှာဆိုရင် Roadster MG မှာဆိုရင် Cyber Star ပဲဖြစ်ပါတယ်ဒီကားလေးက0 to 100 km ကို3 second နဲ့မောင်းနေနိုင်ပြီးတော့ maximum horsepower က944 kW အထိထုတ်လုပ်ပြီးတော့ maximum torque မှာဆိုရင်925အထိအသုံးပြုနိုင်တာကိုတွေ့ရမယ်ပြီးတော့ဒီကားလေးကလုံးဝ super sport ဖြစ်ပြီးတော့100 year anniversary အနေနဲ့ထုတ်လုပ်ထားတဲ့ကားလေးဖြစ်တယ်ဒီကားရဲ့ face လေး design ကိုကြည့်မယ်ဆိုလို့ချင်းအရင်ဆုံးမြင်ရတာsuper sport ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ဒီ design က dynamic design ကို fan ထားပြီးတော့အရှိမပါဝင်လာတဲ့ဒီ headlight မှာဆိုရင် 3 tone daytime running light ကိုအသုံးပြုပေးထားတာအလင်မှာဆိုရင် intelligent LED headlight အသုံးပြုပေးထားတာကိုတွေ့ရမယ်ပြီးတော့အလင်မှာဆိုရင် MG logo နဲ့အတူအောက် share bumper design ကဆိုရင်လည်းလုံးဝ sport car ဖြစ်တဲ့အတွက်ကြောင့် aerodynamic design ကိုလုံးဝအသားပေးပြီးပုံဖော်ထားတယ်ပြီးတော့အလင်မှာဆိုရင် 360 camera ပါဝင်လာတာတွေ့ရမယ် safety ဘိုင်းအနေနဲ့အရှိမှာကsonar လေးလုံးပါဝင်လာတာကိုတွေ့ရမယ်။ Okay ဒါဆိုကားရဲ့ B ဘိုင်းလေးကိုတစ်ချက်လောက်ကြည့်လိုက်။ကားရဲ့ B ဘိုင်း design ကိုကြည့်လိုက်မယ်ဆိုရင်လည်းလုံးဝ aerodynamic design အတိုင်းပဲဖြစ်ပြီးတော့အရင်ဆုံးကြည့်လိုက်တာနဲ့ထင်နေတာက sport car ရဲ့အသက်ဖြစ်တဲ့ကျွန်တော်ဒီ20လက်မှ sport အလိုင်းကိုအသုံးပြုပေးထားပြီးတော့ suspension အနေနဲ့အရှိမှာဆိုရင် double wishbone suspension ကိုအသုံးပြုပေးထားပြီးတော့အနောက်မှာဆိုရင် multi link suspension ကိုအသုံးပြုပေးထားတဲ့ကားကလုံးဝ comfort ဖြစ်နေမှာတော့အသေးချာပြောလို့ရတယ်။ပြီးရင်ကျွန်တော်တို့ Batman မှာဆိုရင်လည်း Batman မီကြောင့်ပါဝင်လာပြီးတော့အောက်မှာဆိုရင် 360 camera ပါဝင်လာမယ်အောက်မှာကအောက်ကကျွန်တော်ဒီ Batman မှာဆိုရင်လည်းအနီနဲ့တူးလုံးဒီဇိုင်းကိုအလှဆင်ပေးထားတာလေးကလည်းတော်တော်ကိုမိုက်တယ် Okay ကားရဲ့အနောက်ပိုင်းကိုတစ်ချက်လောက်လာကြည့်လိုက်ကားရဲ့အနောက်ပိုင်းကိုကြည့်လိုက်မယ်ဆိုရင်အရင်ဆုံးအပေါ်ကိုတစ်ချက်ပြမယ်အပေါ်မှာကဒီ MG logo ကြီးနဲ့အတူဒီမှာအလှဆင်ပေးထားတဲ့ daytime running light အသေးလေးကိုမြင်တွေ့ရပြီးတော့ဒီမီးကကျွန်တော်ညဘက်ပေါ့နော်ကားမီးထိုးတဲ့အချိန်မှာမြင်တွေ့ရမယ်နောက်ဒီအနောက်ပိုင်းမှာဆိုရင်Cyber Star logo ပြီးတော့ကားရဲ့အနောက်ပိုင်းဒီဇိုင်းကလည်းလုံးဝ sporty look aerodynamic design ကိုဖန်တီးထားပြီးတော့သူ့ရဲ့ signature ဖြစ်တဲ့ဒီ LED tail light ကို already ပဲလုံးဝတစ်ဆက်တည်းအလားဆင်ပေးထားပြီးတော့ brake mirror ဆိုရင်လည်း arrow icon လေးနဲ့ unit ဖြစ်နေတာကိုတွေ့ရမယ်အလယ်မှာဆိုရင်360 camera ပါဝင်လာမယ်အောက်မှာတော့ကျွန်တော်ဒီ safety ဘိုင်းအနေနဲ့ sonar လေးလုံးတက်ဆင်ထားတာကိုလည်းတွေ့ရသေးတယ်အနောက်ဖုံးခွင်းတဲ့ခလုတ်ကလေးကတွေ့ထူးတော့ရှာကြမလို့ဘူးပေါ့နော်ဒါပေမဲ့အမှတ်တမဲ့မသိရင်တော့ကျွန်တော်ဘယ်နေရာမှာထားမှန်းကိုမသိရဘူးဒီမှာအခုမြင်တွေ့နေရတဲ့ခလုတ်ကို one test ဖွင့်လိုက်မှဆိုရင်ကားရဲ့ဒီဖုံးက auto ဖွင့်လာပြီးတော့အထဲမှာမြင်ရတဲ့ storage space ကဆိုရင်လည်းတော်တော်လေး sport car အနေနဲ့ဆိုရင်တော့တော်တော်လေးကျေတာကိုတွေ့ရပြီးတော့ပုံမှန်ကျွန်တော်တို့လက်ကိအသေးကို3လုံးလောက်ချင်ချောင်ကြီးကြီးချဲလို့ရတာတွေ့ရမယ်ပြီးတော့ဒီဘေးမှာ light bulb ကလေးပါဝင်လာမယ်နောက်တစ်ခုကဒီအထဲမှာဆိုရင်လည်းချာခြင်းပေါက်ကလေးပါဝင်လာတာတွေ့ရတဲ့အတွက်တခြားထူးထူးအနေနဲ့တော့အများကြီးပြောစရာမရှိတော့ဘူးเนาะဒိုးတော့မှာโอเคဒါဆိုကျွန်တော်ရဲ့ဒီကားရဲ့အရှိအထက်ကန်းလေးကိုတစ်ချက်လောက်သွားကြည့်လိုက်မယ်ဝေါကျောင်းမိုက်တယ်ဒီကားမှာထူးခြားတာဒီကားရဲ့တကားခလုတ်ကဘေးမှာပါတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီအလယ်မှာပဲဒီပတ်တန်လေးကိုအောက်ကိုနှိမ့်လိုက်တာနဲ့တကားအော်တိုပြန်ပိတ်သွားမယ်ပြီးတော့တကားကလည်းတော့ကျွန်တော်ပုံမှန်တကားရဲ့လိုမျိုးဘေးကိုဖွင့်ပိတ်မဟုတ်ဘဲနဲ့အပေါ်ဆွင်းဖြစ်သွားတဲ့တကားဒီဇိုင်းလေးကတော်တော်လေးမိုက်တယ်ပြီးတော့ဒီမှာထိုင်ကုန်မှာထိုင်လိုက်မယ်ဆိုရင်လည်းကားက sport car တစ်စီးပေါ်မှာထိုင်နေရတယ်ဆိုပေမဲ့လုံးဝနည်းနည်းတောင့်တင်းနေဖြစ်မနေဘဲနဲ့လုံးဝ comfort ဖြစ်ပြီးတော့သူ့ရဲ့ဒီထိုင်ကုန်နဲ့အတွင်းပိုင်း interior ကိုအလှဆင်ထားတဲ့ဒီဇိုင်းရဆိုရင်ကားကမောင်းမနေဘဲနဲ့လုံးဝကိုသူကရွေ့ရှားနေတဲ့ခံစားမှုမျိုးရရှိစေတယ်ပြီးတော့ဒီအတွင်းကမှာအသုံးပြုပေးထားတဲ့ leather ဆိုရင်လည်း premium leather သားတွေကိုပဲအသုံးပြုပေးထားပြီးတော့ sound system မှာဆိုရင်လည်းကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ Bose sound system ကိုအသုံးပြုပေးထားတာတွေ့ရတယ် Okay ပြီးတော့ဒီ steering မှာဆိုရင်လည်း leather ကြိုးအသုံးပြုပေးထားမယ် pedal shift အသုံးပြုလို့ရပြီးတော့ဒီမှာဆိုရင်ဒီ lighting adjustment ခလုတ်တွေပါလာမယ် volume control တွေပါလာပြီးတော့ဒီမှာဆိုရင်ကျွန်တော်ပုံမှန် driving mode ချိန်တာရယ်ဒီမှာအကယ်၍ကားမောင်းနေတဲ့အခါမှာ super sport mode ကိုတန်းပြီးတော့ပြောင်းမယ်ဆိုရင်ဒီ button လေးကနေပြီးတော့ပဲကျွန်တော်နှိပ်ပြီးတော့ပြောင်းလို့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုထူးခြားတာကကျွန်တော်ပုံမှန်ကားတွေမှာဆိုရင်ဒီ digital display နဲ့ကျွန်တော်တို့အလယ်က infotainment screen နဲ့ကိုခွဲထားတာကိုတွေ့ရမယ်ဒါပေမဲ့ဒီကားမှာကျတော့screen ကိုလုံးဝတစ်ဆက်တည်းတော့အသုံးပြုပေးထားတယ်ဒါပေမဲ့လုံးဝသူကfull အပြည့်ပေါ်နေတာတော့မဟုတ်ဘူးဒီအလယ်မှာဆိုရင်လည်းကျွန်တော်တို့ဒီကားရဲ့ဒီလိုတို့ဒီ pressure တို့ကားနဲ့ပတ်သက်တဲ့ဟာတွေကိုဒီမှာ display ပြတာကလုံးဝတည်တံ့တကန့်ရှိမယ်ဒီဘက်ဘက်မှာဆိုရင်Google Map အသုံးပြုလို့ရမယ်ပြီးတော့နောက်ညာဘက်ချမ်းမှာကျတော့ဒီဘက် weather mode တို့
ဟိုတခြားအသုံးပြုလို့ရတဲ့ function လေးပါလာမယ်ပေါ့နော်တခြားသူ့ရဲ့ safety ဘိုင်းနဲ့ intelligent function ဘိုင်းတွေမှာတော့အများကြီးပဲပါလာတယ်ဒါပေမဲ့ကျွန်တော်ဒီမှာသူတို့ကဟို Thai language နဲ့ပဲအသုံးပြုပေးတာဖြစ်တဲ့အတွက်ကျွန်တော်အများကြီးတော့မပြောတော့ဘူးပေါ့နော်ပြီးတော့အလယ်မှာဆိုရင်လည်းဒီမှာတွေ့နေရတယ်ဟိုဒီမှာ air flow adjustment တွေဒီမှာ fan အတိုး short တွေပြီးတော့ဒီ single မီးပြတာတွေပြီးတော့ဒီမှာ air ကုန်းအပူအေးထိုင်ကုန်းအပူအေးတွေကလည်းလုပ်ပေးထားတဲ့ဒီ design လေးကတော်တော်လေးမိုက်တာတွေ့ရတယ်ပြီးတော့ဒီကောင်360 camera လည်းပါလာမယ်ပေါ့နော်အလယ်မှာအလယ်က design ဒီအလယ်က design ကိုအမှန်တမဲ့ကြည့်လိုက်ရင်တော့ကျွန်တော်ဟို Lamborghini တွေက design နဲ့ခက်ဆင်ဆင်လေးဖြစ်နေတာကိုတွေ့ရမယ်ဒါပေမဲ့မလုံးဝမတူဘူးပေါ့နော်ဟိုက Lamborghini ဒီက MG Cyberstar ဒီကောင်ကဒီမှာမြင်တွေ့နေရတာကြတော့ကျွန်တော်တို့ဒီမှာ gear အချင်းချက်ခလုတ်ကလေးရှိမယ်ပြီးတော့ဒီဘက်မှာဆိုရင်တော့ဒီမှာ fan speed အတိုး short အဲ့ဒီမှာ volume control တို့ပါဝင်လာမယ်ပြီးတော့ဒီအလယ်မှာဆိုရင်လည်း floating card holder လေးတွေပါမယ်ပြီးတော့ဒီ driver seat တိုးပေါက်ကလည်းတော်တော်လေးကျဲတာကိုတွေ့ရပြီးတော့အထဲမှာဆိုရင်သူကပုံမှန်ကားရဲ့လိုမျိုး plastic ပဲအသုံးပြုပေးထားမှာမဟုတ်ဘဲနဲ့ဒီမှာ gripper သားလေးကိုအသုံးပြုပေးထားတဲ့အတွက်နူးနူးညံ့ညံ့လေးရခံစားရမယ်ဒီမှာဆိုရင် USB ပေါက် Type C ပေါက်တွေပါလာတွေ့ရမယ်အတွင်းပိုင်းကလုံးဝပေါ့ကားလွတ်ပေါအောင်တာမကပဲနဲ့လုံးဝသူ့မှာအသုံးပြုပေးထားတဲ့ premium ဆန်တဲ့ leather သားတွေပြီးတော့ဒီကောင်ဆိုရင်တော့ ရှမ်ဝိုင်းခေါ်မလားမသိဘူးရှမ်ဝိုင်းအသုံးပြုပေးထားတာလေးကတော်တော်လေးကို luxury vibe အပြည့်အဝရတဲ့ခံစားမှုကိုရရှိစေတယ်ဒီကားလေးရဲ့ဈေးနှုန်းကတော့ကျွန်တော်ဒီမှာတစ်ချက်လောက်ကြည့်လိုက်ပါတော့ပြီးတော့နောက်တစ်ခုကဒီမှာဆိုရင်လည်းကျွန်တော်ဒီကားရဲ့ပေါ့နော်ကျွန်တော်အမိုးအဖွင့်ပိတ်ခလုတ်ပါလာပြီးတော့ဒီကား2 sport ဖြစ်တဲ့အတွက်ကြောင့်အမိုးကအဖွင့်ပိတ်လုပ်လို့ရတယ်ပေါ့နော် Okay ဒီကားလေးကိုလည်းကျွန်တော်နည်းနည်းဆန်းဆန်းလေးကြည့်ပြီးသွားပြီဆိုတော့တော်တော်လေးကျွန်တော်အနေနဲ့တော်တော်လေးသဘောကျပါတယ်ဒီဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်အားပေးဖို့တိုက်တွန်းပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် good luck ပါ